ဒီနေ့အပြင်သွားတာပေါ့နော်အရင်စားချင်တယ်တော့ဒီရောင်းနေတာတွေ့လို့ဝယ်လာတာအဲ့ဒါအခုစားမလို့ပေါ့နော်ဒီစားချင်တယ်အရင်ကြပြီမြန်မာတီဘယ်လိုခေါ်မလဲမြန်မာတီအသေးပေါ့မြန်မာတီသေးဆိုမှသူကအကျွတ်တီစားဖို့ရဆိုတီးရပေါ့နော်သူရဲ့ရတာလေးကျွတ်လေးနေပေါ့နော်ချူချင်းခါပေါ့ဒီကြောရစားချင်နေတာအဲ့ဒါဒီကရောင်းလာတွေ့လို့လေအများကြီးဝယ်လာစားကြပါဦးဒီတင်းကြီးရုပ်တီထောင်းလေးပေါ့စားမယ်နော်ကောင်းလားပြရတာပါပဲမကျွတ်လေကျွတ်ချင်းကာကျွတ်လေဒီစားရှင်နေအရင်ကြပြီတော့ကောင်းနည်းနည်းရှားပါတယ်ပေါ့နော်တီဆိုရန်ကုန်မှာဆိုလဲတစ်ခေါက်နှစ်ခေါက်လောက်ပဲဝယ်စားဖို့ရပေါ့နော်ဟိုတရုတ်ပြည်ကလာတဲ့အကြီးကြီးပဲရှိရအဲ့မျိုးကပျော့လဲပြီးတော့ချိုလေးစားရတာအဲ့လောက်ကွာမကြိုက်ဘူးပေါ့နော်ဒီကြီးကလည်းအရင်ကချိုချင်းကကျွတ်လေအရေးလေးဆွဲလေးဒီတီကိုလည်းဘာလို့ကြိုက်လဲဆိုတော့လေချိုချင်းခါအရသာတစ်ခါလေးပါတယ်ပေါ့နော်ပြီးကျွတ်တယ်ကျွတ်လေးဒီစားရရမ်းပြောတာအမျိုးလာအောင်လို့စားပြတာမဟုတ်ဘူးနော်အရန်ကိုကောင်းလို့လေဒီလေဒီလားဒီစားဖို့ရဲဆိုဒီမှာပေါ့နော်မြန်မာတီအတဲ့အကျွတ်တီပေါ့ကြောင်စားပြတာပါစားမယ်နော်ပြုတ်ကြလိုက်တယ်လို့ရောက်ခဲ့ထိုင်စားနေတယ်မှာတော့ကောင်းอ่ะပြန်လည်းမလဲရလေကြီးကိုငါပဲတွေ့ရလားမသိဘူးစားကြပါဦးအတီးရောနော်ဒါမျိုးအချင်းတီးရဆိုလူများများနဲ့စားရင်ပိုကောင်းနော်အခုကြောက်တဲ့စားနေစားကြပါဦးဒီရတယ်လာအောင်လို့ရရမှာရပြတာမဟုတ်ပါနော်တီရမ်းကြိုက်တော့အဲ့လိုမျိုးကချင်လို့ဆိုရင်ဘယ်လိုခေါ်လဲဆိုတော့တီနုံခါစီလို့ခေါ်တယ်ပမာလို့ဆိုမြန်မာတီပဲပေါ့နော်မြန်မာတီတဲ့ပါအဲ့လိုတယောက်ပီတီနဲ့တော့မတူဘူးနော်တယောက်ပီတီကပျော့လေချိုလေမြန်မာတီလုပ်တဲ့ဟာလေဒီကကျွတ်လေချိုချင်းခါအရင်ကဒီလိုမျိုးဒီထောင်းလေးဒီကြီးရယ်ဘယ်ရလဲမလဲလားချိုချင်းခါလေးတုံးကူစက်သားရတာခါလေးပါလူကြီးတွေလည်းရမ်းကြအဲ့ဆိုဒီတွေးလဲကြလို့ပြောပါဒီစားရတာအရင်ပြောလို့ဒီတိုင်းရိုက်လိုက်တာဒီဘက်ကအတီးရတော့အရသာတော်ကောင်းလို့ပြောလို့ရတယ်
အပြပြတာဝယ်လာနဲ့ချက်ချင်းစားမဆောင်နိုင်တော့အလျောင်းစားရှင်နေတာဒီလေမျိုးတေးထောင်းတာအရင်ပူလို့လေအတော့ဆောင်းတာဟိုမှာကိုင်းအောင်ပါအချင်းကြီးကဒီကြိုက်ဆုံးပြောလို့ရသူရတာလေအမျိုးမြန်မာတီအကျွတ်တီးပေါ့နော်မြန်မာတီဆိုတော့တခုတည်းချိုချင်းအဲ့လိုမျိုးမဟုတ်ဘူးသူကဒီအရသာ၃ခုပေါ့နော်ချိုချင်းခါဟိုမှာတစ်ခါလဲဆက်ပြီးတော့လုံးဝအရသာ extremely ပါတယ်ပေါ့နော်ပြောမှဆိုပစ်ချပ်ပါတယ်မကျွရလည်းမကောင်းနေဘက်တွေမှာဆိုရင်ဒါမျိုးအချန်ထဲမှာတစ်ပင်ရှိရပေါ့နော်အရင်ကဒီလောက်အမေတော့မဆောင်နိုင်ရောဒီကလုံးတွေ့ရတယ်ဒီခါလဲကူးစားဒီစားရပြီရအောင်ပြောနေတော့စမတော်ကောင်းဒီလိုကိုရမ်းကြရတီးလဲစားရပြီဆိုတကယ်ရမ်းပြော拜拜，结束吧，这边的结束吧。